ကဲမိုင်း စူးစံဒုတိယတစ်ပုတ်အနေနဲ့မြန်မာတန်စင်သချင်းတွေကနေအန်ဒီဒေါ်ချိုပြုံးရဲ့နာမည်ကြီးလူကြိုက်များတဲ့တိမ်ပလီနွေနောင်းဆိုတဲ့သချင်းလေးနဲ့တီဆိုဖြော်ပြပေးကြပါလေမင်းကတိမ်ပလီနွေနောင်းလေခံစားရတာပဲလက်နဲ့မပြောကြဘူးကြက်တော့မလို့မျက်ရည်ရခံစားနေရတာလားလို့တိမ်ပလီနွေနောင်းဆက်ရုပ်နေပါဟေးယူမတိမ်ပလီတွေနောင်တိမ်ပလီတွေနောင်အရှိတ်ပုံတွေပြောင်းတဲ့သူကဘာတစ်ဖက်မှာမျက်နှာအသက်နဲ့ပြခွမပြေးမိနေပါအောင်ပြောင်းမရစေအောင်ွယ်တုံးသူ၍မယူနိုင်ဘူးမမီတဲ့ရက်ကရွှေလစ်ဖြစ်ကန်းလဲမီနိုင်တော့ဘူးလေလူချင်းသူကိုမှမနိုင်တဲ့စေကိုဆိုရရဲ့မင်းရွေရုံနာချစ်လို့ပါကွယ်ယုံလို့ပုံရွေးချစ်တာယူသားတာပါပဲအယောင်ရှိလေအချိန်မထင်သူအစင်းရှိလေဝေးရနဲ့မချူလေသူရဲ့အိုးပဲတိမ်ပလီယုံမရောက်နေရင်နေနေတိမ်မလို့နဲ့စိတ်ရဲ့နေတဲ့ပန်းချသူကြွားရဲ့ဘူးသေးအောင်လေနောင်တွေရဘူး
အားလုံးကျေးဇူးတင်ပါတယ်